iPhone 3နဲ့အဓိကအချက်ကအဲ့ဒါပဲဒီကင်မရာကတော့ငါတို့ဒီအရင်ဒီ 4x 5s 6တောက်လျှောက်ပဲကွာငါတို့ဒီဟာအကုန်လုံးမှာသူ့ရဲ့ခစ်တစ်ခုမှာသူ့ရဲ့ level တစ်ခုကိုရှိနေတာဒီကင်မရာက Okay အားလုံးမင်္ဂလာပါကျွန်တော် Andevice Mobile ရဲ့ Meeting with Andevice Program episode 1ကိုကြိုသွားပါတယ်ခင်ဗျာဒီလောက်ကျွန်တော်တို့ပထမဆုံးဖိတ်ကြားမဲ့ guest ကတော့ကျွန်တော်အကုန်လုံးလည်းသိတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးတခြင်းတွေတရားပါနော်ဒီကျေအားလုံးပါနော်အကုန်လုံးကတော့အားလုံးလို့ခေါ်တာပါကျွန်တော်ကတော့ငယ်ငယ်ချင်းဆိုတော့တိုက်ဆိုင်မှုလိုပဲကျွန်တော်ခေါ်နေကြပါနော်ဆက်လိုက်ကြအောင်အားလုံးပဲမင်္ဂလာပါ DJ and producer အားလုံးဖြစ်ပါတယ်ခင်ဗျဆိုသူဖေးလို့လာအောင်ဒီ program ထဲမှာတော့ငွေချင်းဘာတွေပါမလို့ဆိုရင် level 3မှာအောင်မြင်နေတဲ့အကုန်လုံးပေါ့ခုသာဆိုရင် DJ တွေပြီးဆိုရင်ရုပ်ရှင်တရုပ်ဆောင် model တွေဆရာဝန်တွေနောက်ပိုင်းပညာရေးတွေရောစီးပွားရေး level မှာအောင်မြင်နေတွေအကုန်လုံးကိုဖိတ်ကြားမှာပေါ့I see အဲ့တော့ငါမင်းကိုပြင်ဆုံးဖိတ်ကြားလိုက်တော့ဖိတ်ကြားပြီးပါတော့မှာကြောက်ပြီးရင်အကုန်လုံးပေါ့ဒီ anti နဲ့ပတ်သက်တဲ့ product တွေသူတို့သုံးတာအဲ့သုံးပြီးသွားဆိုရင်ဒီပစ္စည်းတွေကမင်းတို့ career လုပ်ငန်းမှာအဆင်ပြေလားပြီးပြီဆိုရင်ဘယ်လိုမျိုးအထောက်ပံ့ပေးလဲစိုးကျိုးတွေရှိလားအကုန်လုံးပေါ့အဲ့ဆက်ဆက်ပေါက်တွေတော့မေးကြည့်အဲ့ဆိုဒီ talk show က like knowledge sharing လုပ်တဲ့ဟာမျိုးပေါ့အဲ့လိုမျိုးလား IDPT နဲ့ပတ်သက်တဲ့ knowledge sharing နဲ့ဆိုတော့မိုက်တယ် Okay တော့ဟာဟောကတော့16ဘယ်လိုပေါ့မင်းကဝယ်တာနော်အဲ့ဖုန်းကိုဘယ်ကလေးသုံးလဲမမရဲ့ 4S လောက်ကြရတော်တော်ကြာပြီပေါ့ကြာပြီဒီ 4S ဆိုရင်ဟို4000ကွာဟိုလိုနေရန်ဒီပေါက်ရင်တော့နေရန်ကွဲတဲ့ခက်ဟာအဲ့ခက်ကတော်တော်ကြာပြီနော်ဟုတ်တယ်တော်တော်ကြာပြီပြောမှဆိုငါတော့မှဟိုလောက်မှစသုံးတာစစ်လောက်မှစဟုတ်တယ် 4S တော်တော်ကြာပြီပဲကြာပြီအဲ့ဒါ Bitco fan ပေါ့အဲ့လိုလေပြောလို့တော့မရဘူးခြားထဲမှာဟိုခြားဟိုဖုန်းတွေကင်သေးတယ် like Android တွေကင်သေးတယ်ဒါပေမဲ့ပြင်လားနည်းနည်း smooth ဖြစ်တာပို့ပြီးသဘောကျတော့ဒါကင်နေပဲအခုတည်းဒီလိုဖြစ်သွားအောင်အဲ့ဆိုရင် Android ကိုတိတ်ကိုမသုံးလိုက်ရအောင်ရမ်းမသုံးပြလိုက်ဘူးခဏတချို့တော့ပဲသုံးပြပြီးတော့ smooth ဖြစ်တာလို့ reliable ဖြစ်တာကွာ smooth ဖြစ်တာသဘောကျတာအဲ့လိုမျိုးအားကြောင့်မလို့ကင်မရာကောင်းလို့ပါညာမဟုတ်ဘူးဒီလိုမျိုးကို iOS ကို operating system ကိုသုံးရတော့အဆင်ပြေလားအဲ့လိုလားအေးပေါ့အဓိကအရင် iPhone နေထဲမှာတော့ငါတို့ဒီ performance ကအလောက်ကြီးအရင်မထုတ်ဘူးကွာမထုတ်ဘူးဆိုတော့ဒီလို smooth ဖြစ်တာတော့မှန်တယ်ဒါပေမဲ့ငါတို့ဒီ battery နဲ့ပတ်သက်တာတို့အဲ့ဒီမလားဖုန်းအရင်ပူလာတာတို့ငါတို့တော့အရင်ပြဿနာတက်တယ်ကွာဟုတ်တယ်ဒါပေမဲ့အဲ့ဒုက္ခတွေရှိနေကြတော့ကွာဒီ smooth ဖြစ်တဲ့ဒီ effect လေးကိုသဘောကျတယ်ချိန်ပြီးတော့ထိုးရတယ်အခုတည်းရောက်လာတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီ battery ပူလာတွေပါလဲသိမရှိတော့တော်တော်မိုက်တာပါဈေးလည်းမိုက်လာတော့ပြီးတော့လေညာသားဖြင့် Pro နဲ့ Pro Max ဆိုရင်ဟိုယောက်ျားလေးတို့များ Pro Max ကိုကန်ကြတာများတယ်ငါဆိုလဲ Pro Max ကွာအကြီးတွေပဲကြိုက်တာငါတို့ပြောမလားယောက်ျားလေးတို့များအကြီးတွေကြိုက်တာများတယ်ဒါပေမဲ့အပြင်ကဘာလို့ Pro ကန်လဲဒီSteve Jobs ပြောဘူးလားတော့မသိဘူးသူ့ရဲ့ဒီ iPhone ရဲ့ဒီသူ့ဟို feeling တခုကကွာငါတို့ဒီဥမာလက်ကင်လိုက်တယ်ဆိုလို့ရှိရင်ပြောချင်တယ်ပြောမှာဘောတော့ငါလည်းပြောလို့မပြီးတော့ဒီဖုန်းရဲ့ဒီ screen တစ်ခုလုံးကိုယ့်ရဲ့လက်မနဲ့ဘယ်လိုရွှေ့လို့ရတယ်ဆိုတော့ဟာပြောone hand feeling ပေါ့အဲ့လိုမျိုးတစ်ခုသွားချင်တာအဲ့လိုမျိုးပြီးတော့အဲ့ကတည်းကထည့်ရတယ်လွယ်တယ်ကွာအဲ့လိုမျိုးအကြီးဆိုတော့ဒီတက်ပူကြီးချင်လို့ရှိရင်တော့ငါ tablet ဝယ်လိုက်မယ်ကွာ iPad ဝယ်လိုက်မယ်ကွာဒီ MacBook သုံးလိုက်မယ်ဒါပေမဲ့ဒီ portable ဖြစ်တဲ့ဟာကျွန်တော်ဒီသေးလေးပဲသဘောကျတယ်ဒါပေမဲ့ Pro တွေကအားတော့မခံဘူးနော်ဒါအဲ့တော့ကလည်းခံပြီးသားပါကျွန်တော်ကနော် Pro Max ပဲပါဒါပေမဲ့နောက်ပိုင်းကတော့တော်တော်လေး battery performance ကတော့အဲ့ဒါနောက်ပိုင်းနေမှာလည်း Pro ပဲကင်ပါအေးပေါ့ဒီထက်သေးရရှိနေဒီထက်သေးရလေးပို့ပြီးစဉ်းစားတယ်ဒီနေ့မနေ့တော့ဟိုအကိုတယောက်ကိုဟို 4S ကိုပြန်ရှာခိုင်းထားသေးတယ်ဟာပြန်သုံးကြည့်ချင်လို့ပေါ့ classic ဖြစ်တဲ့ဟာလေးသုံးကြည့်ချင်လို့ဟုတ်ဖုန်းတွေရောလိုမျိုးကင်မရာတွေဘာညာရောရိုက်တာပေါ့အဲ့ဒါအဓိကဒီဖုန်းဟို iPhone 3နဲ့ဟာရဲ့အဓိကအချက်ကအဲ့ဒါပဲဒီကင်မရာကတော့ငါတို့ဒီအရင်ဒီ 4x 5s 6တောက်လျှောက်ပဲကွာငါတို့ဒီဟာအကုန်လုံးမှာသူ့ရဲ့ခစ်တစ်ခုမှာသူ့ရဲ့ level တစ်ခုကိုရှိနေတာဒီကင်မရာကအဲ့တော့ဟိုငါတို့ဆိုပို့ဆိုတယ်အခုနောက်ပိုင်းကွာဥမာငါတို့ဒီငါတို့ professional camera တွေဝယ်တယ်ဒါပေမဲ့
အချို့ moment တွေကြတော့ငါတို့ဒီအလွယ်တကူရိုက်ဖို့ဆိုတာက camera ကိုထုတ်ပြီးတော့ငါတို့ဒီ capture lens ကိုတက်မဲ့ပိုင်းမှာနောက်ကျသွားတယ်အဲ့ချိန်မှာတော့ဖုန်းကိုထုတ်ပြီးတော့အမြန်ရလို့ရှိရင်ငါတို့ဒီ moment ကိုအမြန်ဖန်တီးနိုင်တယ်ကွာအဲ့တော့အဲ့ဒါအရင်အရေးကြီးတယ်နောက်ပိုင်းကျတော့ဒီ iPhone ကဟိုဘလော့ကစားတယ်ငါတို့ဒီ night mode တွေမှာကွာတအားနိုင်လာတာကွာ 11 လောက်က 11 လောက်ကစပြီးနိုင်လာတဲ့အချိန်မှာတော်တော်လေးကိုကောင်းလာတယ်ပြော ပြေတယ်ဗောနော် ပိုပြီးကောင်းလာတာအခုဒီ2025ဒီကတော့ဒီ AI နဲ့အရင်ခေတ်စားလာတဲ့အချိန်မှာငါတို့ဒီရလိုက်တဲ့ဟို footage ကအရင်ကြီးဟို quality ကြားနေခဲ့ရင်တော့ငါတို့က enhance လုပ်ပြီးတော့ငါတို့ဒီ quality ကိုအဆုံးထိတင်လို့ရတယ်ဆိုတော့ကြတော့ကွာရှင်းပြရရင် camera ကြီးတော့ငါတိတ်ပြီးစိတ်ဝင်စားတော့ပဲနဲ့ဒီဟာနဲ့ငါဟိုတော်တော်များများရိုက်ဖြစ်နေတယ်အဲ့လိုမျိုး content တွေတို့အချို့ music video short တွေမှာတော့အချို့ဟာတွေတော့မယ်အဲ့လိုတကူအမြင်မြန်ဆိုပြီးတော့ဒီလိုမျိုး iPhone နဲ့ရိုက်လိုက်ရမျိုးတွေရှိတယ်အဲ့ဒါကိုမှငါ quality ပြန်ပြင်ပြီးတော့အထဲမှာညှက်ပြီးတော့နေတာဒါပေမဲ့ဘယ်သူမှမထိမထားမိဘူးပေါ့အဲ့လိုမျိုး အဲ့ဆိုရင်ဗီဒီယိုခုတင်တဲ့ဗီဒီယိုများဒါနဲ့ yes ဟုတ်တယ်ဒီဟာနဲ့ပဲတောက်လျှောက်ပဲအဲ့လိုငါတင်နေမြအော်ဒီ TikTok က content တွေဆိုလို့ရှိရင်ဒီဖုန်းနဲ့ပဲလုပ်ဖြစ်တာများတယ် မှန်တိုင်းပြောရင်လေငါထင်တာမင်းအဲ့လိုမျိုးခုပွဲတွေပါညာရိုက်တဲ့ဆိုရင်အဲ့လိုမျိုးဒီကကင်မရာကြီးနေဆိုရင်တယ်ပြောမယ်ဆိုရင် ချို့ကတော့ကြတော့ရိုက်ဖြစ်တာပေါ့လေဒါပေမဲ့တကယ်တမ်းတင်ပြတော့ကြတော့ဒီဖုန်းနဲ့ရိုက်တာဟာပဲတင်ပြသွားတာများတယ် Pro နော် yes ဒီက 17တော့မသုံးဘူးသေးဘူးလေလက်ဆောင်ပေးခြင်းပေးလေ ဟာလာမှာပါအသိဘူးအဲ့ဒါကအဲ့ဆိုရင်တော်တော်မှဒါအသုံးဝင်တယ်လို့ပြောမှာပေါ့ဒီကင်မရာဘိုင်းရော yes အတုံးဝင်တယ်ဆိုတာထက်ဟိုသူ့ရဲ့ ecosystem နဲ့ဝင်သွားတယ်လို့ပြောရမှာထင်တယ် ecosystem ဝင်တယ်ပေါ့ yes โอเคအပြီးမှတက်ပြီးပြီမယ် 8x8, 36, 0 waste, 3 on 3.